အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သမီးဖြစ်သူကြောင်းတက်ရဖို့အတွက်မာဆာကကောင်မလေးကိုလက်ထပ်ခဲ့တဲ့အကြောင်းလေးကိုတင်ဆက်ပေးခြင်းပါတယ်မန်စစ်ဆိုတာကချစ်ဖို့ကောင်းတဲ့သမီးငယ်လေးယာနာကိုတယောက်တည်းပြုစုပြောထောင်ပေးနေတဲ့မုံဆိုးဖို့တူဖြစ်ပြီးတော့ဆုံးဖြတ်ချက်တိုင်းနဲ့တောင်းဝင်တိုင်းကသူ့အပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်မန်စစ်တယောက်ဟာနာလေးလူလေးသိမရှိနေနိုင်ဖို့အတွက်အမြဲတမ်းအလုပ်ကြိုးစားနေတယ်လို့မိခင်ပြစ်တာငတ်မွနေတဲ့ဟာနာလေးအတွက်လည်းအငားမိခင်လှုပ်ဝေးမဲ့လူတူကိုအပူတပြင်းရှာဖွေနေခဲ့ပါတယ်တနေ့မှာတော့မန်စစ်လေဟာနာလေးအတွက်မိခင်ဖြစ်ဟန်ဆောင်ပေးဖို့အတွက်ဗီယက်နမ်ကမျိုးသမီးတူကိုငှားရမ်းဖို့အေဂျင်စီတစ်ခုကိုတွားခဲ့ပါတယ်။ဒါပေမဲ့လည်းဟာနာလေးကအဲ့ဒီမျိုးသမီးကိုသူမရဲ့အမေအစ်စ်ဆိုတာယုံပမလားဆိုတာကိုလည်းမန်စစ်တယောက်စိုးရိမ်စိတ်ဝင်နေခဲ့ပါတယ်။အမေဖြစ်သူကဗီယက်နမ်မှာအလုပ်သွားလုပ်နေတယ်ဆိုပြီးဟာနာလေးကိုမန်စစ်ကအမြဲတမ်းလိန်ပြောခဲ့တာကြောင့်ဒီလိုမျိုးဗီယက်နမ်မျိုးသမီးကိုလာရှာခဲ့ရတာပဲဖြစ်ပါတယ်။ပြီးတော့ဟာနာလေးကိုကြောင်းအနိုင်ဖို့အတွက်အမေဖြစ်သူရဲ့အမိကိုလိုအပ်နေတာကြောင့်အငားမိခင်တယောက်ကိုမန်စစ်ကအပူတပြင်းလိုက်ရှာနေခဲ့တာပဲဖြစ်ပါတယ်။ရှေ့မှာလည်းဟာနာလေးအတွက်မိခင်အဖြစ်ဟန်ဆောင်ပေးဖို့ကမ်းလှမ်းမှုတန်းကညင်ပဲကန်ခဲ့ရတာကြောင့်ရွေးချယ်စရာမရှိတော့တဲ့ဆုံးမှာမန်စစ်လည်းအဲ့ဒီဗီယက်နမ်မျိုးသမီးကိုပဲငှားရမ်းဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဒီလိုနဲ့မန်စစ်လည်းအိမ်ပြန်လာဖို့လုပ်နေတော့မီဆိုတဲ့မျိုးသမီးတယောက်ကိုအမျိုးသားတယောက်ကလိုက်ဖမ်းပြီးဆွဲခေါ်သွားတာကိုမြင်လိုက်ရတာကြောင့်မနေနိုင်တဲ့အဆုံးဝင်တားပေးလိုက်ရပါတယ်။ဒီကိစ္စတွေကိုဖြေရှင်းပေးဖို့မန်စစ်ကပြောလိုက်ပေမဲ့လည်းဟိုဘက်ကမီကိုကြမ်းကြမ်းဆက်ဆက်နေရကြောင်းမန်စစ်လည်းခေါင်းတိုက်ကွက်ပြစ်ကြွေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမဒန်လို့ခေါ်တဲ့အမျိုးသမီးတူကအဲ့ဒီနေရာကိုရောက်လာပြီးတော့အဖြစ်မှန်တွေအားလုံးကိုရှင်းပြခဲ့ပါတယ်။တကယ်တော့မီက KTV မှာလှုပ်လှုပ်နေတဲ့ကျဲစင်တို့လာမင်းတို့ဖြစ်ပြီးတော့လိုက်ဖမ်းတဲ့အမျိုးသားစီမှာအကျွေးတွေတင်နေတာလည်းဖြစ်ပါတယ်။မန်စစ်ကပတ်စံပြဿနာဆိုလဲအကြံပဒတွေလုံးမဲ့အစားရဲကိုတိုင်ပြီးတော့အေးစစ်စစ်ဖြည့်ရှင်းပါဆိုပြီးတော့ပြောပြီးတော့အဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်။အဲနောက်မှာတော့မန်စစ်လည်းဟာနာလေးကိုစပင်ညက်ဆိုင်မှာတွားကြည့်ပြီးစကူတာလေးစီးပြီးတော့အိမ်အတူပြန်လာခဲ့ကြပါတယ်။အိမ်ပြန်လမ်းမှာလည်းဟာနာလေးကမိမိဘယ်တော့ပြန်လာမှလဲဗီယက်နမ်မှာအလုပ်လုပ်ရတာအစင်ရောပြည်ရဲ့လားဆိုပြီးတော့တတို့မင်းနေတဲ့စကားကိုတော့မန်စစ်လည်းမလိန်ချင်းနဲ့ထက်လိန်လဲရပြန်ပါတယ်။အိမ်ပြန်ရောက်တော့အခုဖြစ်သူချန်စုကလည်းစာဘက်စာတမ်းမှာနာမည်တစ်ခုဖြစ်ချင်ုံနဲ့ဗီယက်နမ်မျိုးသမီးတူကိုခဏထလက်ထပ်မဲ့အစားတကယ်လက်တွဲဖို့အစ်စ်ကိုရှာပါဆိုပြီးတော့မန်စစ်ကိုအကြံပေးခဲ့ပါတယ်။မန်စစ်ကလည်းအမေနီယာမှာနာမည်တစ်ခုကိုဖြည့်ပြီးဟာနာလေးအတွက်မွေးစင်းတစ်ခုကိုအမှန်ကန်လုပ်ပေးခြင်းုံလေးပါပဲလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီလိုမျိုးခဏထလက်ထပ်ပေးမဲ့မျိုးသမီးကိုလည်းဒီတိုင်းလက်ထပ်မှာမဟုတ်ပဲထိုင်တဲ့ငွေကြီး1 တန်း30ပေးမှာပါလို့ဝန်စစ်ကပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း KTV ခေါင်းဆောင်မတန်းကမီဟီကိုစူပူကျိန်းမောင်းရင်းနဲ့မန်စစ်ရဲ့အလုပ်ကြောင်းကိုပြောနေရကြောင်းမီဟီလည်းအဲ့ဒါကိုစိတ်ဝင်စားတော့ခဲ့ပါတယ်။မန်စစ်ကတမျိုးလုံးမှာလူအလေးစားခံရဆုံးလူတစ်ယောက်ဖြစ်ပြီးတော့ပတ်စံမရှိပေမဲ့လည်းလူတိုင်းပေါ်ရဲရဲရောရှိတယ်ဆိုတဲ့စကားကငွေလိုနေတဲ့မီဟီရဲ့မျက်ဝန်းတွေကိုတောက်ပသွားစေခဲ့ပါတယ်။နောက်တနေ့မှာတော့မန်စစ်နဲ့ဟာနာလေးတို့အိမ်မှာရှိနေတော့မီဟီကဟိုနေ့ကကိစ္စအတွက်တောင်းပန်ဖို့ရောက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူငားဖို့လှုပ်ထားတဲ့ BNN မျိုးသမီးကမိခင်အဖြစ်ဟန်ဆောင်ပေးဖို့ညှင်းပယ်လိုက်ပြီဆိုတဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကိုမန်စစ်လည်းလက်ခံရရှိခဲ့ပါတယ်။ဟာနာလေးရဲ့အကြောင်းအရာမဲ့ရက်ကလည်းအရန်ကိုနီးကပ်နေပြီဆိုတော့မန်စစ်တယောက်လည်းတော်တော်လေးကိုခေါင်းခဲနေရပြန်ပါတယ်။အချိန်လေးကိုရိမ့်မိနေတဲ့မီဟီကလည်းအကွက်ကြကြလေးမန်စစ်ရဲ့လက်ကိုလန့်ခိုင်းပြီးတော့မေးလိုက်တဲ့အချိန်မှာဟာနာလေးကပြန်ရောက်လာခဲ့ပါတယ်။ဟာနာလေးလည်းမန်စစ်ကိုလက်ထွေးထားတဲ့မီဟီကိုသူမရဲ့အမေအရင်ထင်သွားပြီးတော့ပြေးဖက်ပြီးတော့ခြုံပွဲချငိုနေရတဲ့အတွက်ဇလန်ကလှလှပပလေးဖြစ်သွားခဲ့ပါတယ်။အဖေဖြစ်နေသူကလည်းသူကအမေမဟုတ်ဘူးလို့ပြောနေပေမဲ့ကလေးမလေးကအမေမအမေပဲလုံးနေလို့တိုင်ပတ်နေရပြန်ပါလိမ့်။အဲနောက်မှာတော့မန်စစ်လည်းအဖြစ်မှန်တွေအားလုံးကိုမီးကိုရှင်းပြလိုက်ပြီးတော့ဟာနာလေးအတွက်အမေအဖြစ်ခဏဟန်ဆောင်ပေးဖို့တောင်းဆိုလိုက်ပါလိမ့်။အစာပိုင်းမှာတော့မီးကအဲ့ဒီအကြောင်းကိုလက်မခံခဲ့ပေမဲ့လည်း1 တန်း30ပေးမယ်လို့မန်စစ်ကပြောလိုက်တဲ့အချိန်မှာတော့ကျွေးသူဖြစ်နေတဲ့မီးလည်းကလန်ချက်ကိုမငင်းပတ်နိုင်တော့ပါဘူး။နောက်နေ့မှာတော့မန်စစ်နဲ့ဟာနာလေးတို့လည်းသူတို့အိမ်ကိုပြောင်းလာမဲ့မီးကိုဆိုင်ကင်နဲ့တွားခေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအလုပ်ရှင်မတန်းကမီးကိုသူမစီကနေအလုပ်ထွက်စေခြင်း1 တန်းပေးရမယ်လို့အစာမတန်တောင်းနေလို့မန်စစ်လည်းသမီးလေးပြောရင်ပြီးရောဆိုတဲ့စိတ်လေးနဲ့ပေးဖို့သဘောတူလိုက်ပါတယ်။အစာပိုင်းမှာတော့မီးလည်းအကျွေးတွေကြေးပြီးဆိုတာနဲ့မန်စစ်တို့သားဖောက်ကိုထားပြီးထွက်ပြေးဖို့လုပ်လိုက်ပေမဲ့ကလေးမလေးကအခန်းထဲရောက်လာခဲ့လို့ထွက်ပြေးလို့မရတော့ဘဲနဲ့အိမ်ကိုပဲလိုက်သွားခဲ့ရပါတယ်။အဲဒီနေ့ညမှာပဲမီးလည်းထွက်ပြေးဖို့အခွင့်အရေးထက်ရှာခဲ့ပေမဲ့ထမင်းစားဖို့လာနိုးတဲ့မန်စစ်နဲ့တန်တိုးသွားတာကြောင့်အကြံစီးကတဲတဲရီတုံဖြစ်သွားပြန်ပါတယ်။ထမင်းစားပြီးတဲ့အချိန်မှာတော့လက်ထက်စာချုပ်မှာလက်မှတ်ထိုးပေးဖို့မန်စစ်ကတောင်းဆိုလိုက်ပေမဲ့လည်းမီးကထွက်ပြေးခွင့်ရနိုင်အောင်မလားဆိုတဲ့စိတ်နဲ့မနက်ဖြန်ကျမှထိုးပေးမယ်ဆိုပြီးတော့ညှင်းလွတ်လိုက်ပါတယ်။မနက်ဖြန်လှုပ်ရှိုးတော့မဲ့မန်စစ်ကတော့ဒီနေ့ပဲထိုးပေးပါလို့ထထောင်းဆူလိုက်တာကြောင့်
သူမလည်းပဲလက်မှတ်တော့မထိုးပေးသေးပဲအချက်လက်တွေကိုပဲဖြည့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှမန်စစ်တယောက်တီးလိုက်ရတာကမီးကငငယ်တွေကမိဘတွေမရှိတော့တဲ့တကောင်ကျွတ်ဖြစ်နေတယ်ဆိုတာပါပဲ။နောက်ရက်မှာတော့မန်စစ်တို့သားဖအပြင်ခဏသွားတော့လက်ပလာနဲ့မထွက်ပြေးနိုင်တဲ့မီးကမန်စစ်ရဲ့ပတ်စံတွေကိုခိုးပြီးထွက်ပြေးဖို့ထပ်မံကြံစည်ခဲ့ပါတယ်။ဒါပေမဲ့လေသူမရှာလုံးဖွေတော့မှာပဲမန်စစ်တို့သားဖကရုတ်တရက်အိမ်ပြန်ရောက်လာခဲ့လို့မီးလည်းရေတုံပန်းတုံဖြစ်သွားပါတယ်။ပစ္စည်းတွေဖီယိုဖီယဖြစ်နေတာနဲ့ပတ်သက်ပြီးမီးကငါဘာမှမခိုးဘူးနော်လို့ပြောလိုက်ပေမဲ့မန်စစ်ကတော့အဲ့ဒါကိုစိတ်ထဲတော့မရှိခဲ့တဲ့ပြင်မီးရဲ့ဒူကောင်းမှရနေတဲ့ဒဏ်ရာကိုစိုးရင်တကြီးနဲ့ဆေးထည့်ပေးနေတာကြောင့်သူမဘွားအတွက်ပထမဦးဆုံးနှွေးထွေးမှုကိုစတင်ခံစားခဲ့ရပါတယ်။နောက်နေ့မနက်မှာတော့မီးအိပ်ပျော်နေတော့ဟာနာလေးကချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့လာနိုးခဲ့ပါတယ်။မီးရဲ့လက်မောင်လေးကိုဖတ်ထားခြင်းတယ်လို့ဟာနာလေးကချစ်စွပွဲအမူအရာကသူမအတွက်ဒီမိသားစုကိုတစ္ဆာမဖောက်နိုင်တော့တဲ့အနေအထားကိုဖျက်သွားခဲ့ရပါတယ်။ဒါပေမဲ့ဟာနာလေးကကလေးတို့ရဲ့သဘာဝအတိုင်းချိုချိုဆိုပြီးဖြစ်နေလို့မီးလည်းမျက်လုံးပြူးသွားခဲ့ပါတယ်။အဲနောက်တော့ဟာနာလေးကအပြင်ထွက်ပြီးသူ့မိမိမီးရဲ့ဖောင်းဖောင်းအီးအီးတွေကဘယ်လောက်နူးညံ့တယ်ဆိုတာကိုမန်စစ်ကိုဝမ်းသာအားရသွားပြောတာကြောင့်မီးကနောက်ကနေပြေးလိုက်ပြီးပါဇက်ပိတ်ပစ်လိုက်ပါတယ်။ဒီလိုနဲ့ရက်တွေကြာလာတဲ့ခါမှာတော့မီးနဲ့သူမဘွားမှာတခါမှမရဘူးတဲ့မိသားစုနှွေးထွေးမှုလေးကိုပထမဆုံးအချိန်စတင်ခံစားလာခဲ့ရပါတယ်။ရွာထဲသွားတဲ့အချိန်မှာလည်းရွာသူရွာသားတွေကမန်စစ်ကတော့ဇနီးချောချောလေးရထားတာပဲဟေးဆိုပြီးတော့မီးကိုဝိုင်းချီးမွမ်းကြသလိုဟင်းဒီဟဲရဲအတွေ့ကိုလည်းလက်ဆောင်အဖြစ်ပေးခဲ့ကြပါတယ်။ဒါကလည်းမီးအတွက်ပထမဆုံးချိန်ပတ်ဝန်းကျင်အတိုင်းဝိုင်းရဲ့ချစ်ခင်ကျင်နာမှုကိုထိတွေ့ခံစားလိုက်ရတာဆိုတော့သူမအတွက်ပြည့်စုံတဲ့ဘဝလေးကိုရှာတွေ့သွားပြီဆိုတာနားလည်သွားခဲ့ပါတယ်။နောက်နေ့မှာတော့သူတို့၃ယောက်သာမြို့ထဲသွားပြီးပျော်ပွဲစားထွက်နေတော့ KTV ခေါင်းဆောင်မတန်းကမီးအရင်ပျော်ရွှင်နေတာကိုတွေ့သွားပြီးတော့မနာလိုစိတ်ဝင်သွားပါတယ်။ကိုထက်သားရဲ့အငုံစိတ်ဝင်ကျင်တဲ့လူမျိုးဖြစ်တဲ့မတန်းကလည်းမန်စီရဲ့ဇနီးချောလေးမီးကအရင်တုန်းက KTV မှာလုံးလုံးခဲ့တာလားဆိုပြီးတော့တပုတ်လေလွေပတ်ဝန်းကျင်မှာလိုက်ပြောခဲ့ပါတယ်။အဲဒီနေ့ညမှာပဲလက်ရှိနှွေးထွေးတဲ့မိသားစုဘဝလေးကိုသဘောကျသွားပြီးတသက်လုံးဒီမိသားစုလေးထဲမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်လိုက်တဲ့မီးကမစင်မသိအောင်လို့သူအပြင်သွားနေတော့လက်ထက်စာချုပ်မှာလက်မှတ်ကိုခိုးထိုးထားလိုက်ပါတယ်။ဒါပေမဲ့ထင်မှတ်မထားတဲ့အလဲပြောင်းတစ်ခုကတော့မီးကတကယ်ပဲ KTV မှာလှုပ်လှုပ်ဖူးတာလားဆိုပြီးလာမေးခဲ့တဲ့ရွာသားတယောက်ရဲ့မိကုန်းတွေပဲဖြစ်ပါတယ်။အဲဒီစကားကိုကြားတော့မန်စစ်ကသူမရဲ့လူဝက်ချက်ကိုအခြားလူတွေကိုပြောပြလိုက်တယ်လို့ထင်သွားပြီးအလုံးမင်းကိုစိတ်ထိခိုက်သွားခဲ့ပါတယ်။အဲဒါကြောင့်ပဲနောက်နေ့မှာမီးတယောက်အပြင်းပြခဲ့ပြီးမန်စစ်ကမျိုးလေးမှဈေးသွားဝယ်နေတော့မီးလေးကမိခင်ငတ်ဆိုတဲ့ပုံပြင်လေးကိုမီးပေးနားမှာထိုင်ပြီးတော့ဖတ်ပြနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမီးကလည်းဟန်နာလေးဘေးမှာတသက်လုံးမနေတော့ပဲထွက်သွားမှာမို့ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တာကြောင့်စိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေတဲလိမ့်လိမ့်စီးကြနေခဲ့ပါတယ်။တစ်ဖက်မှာလည်းမန်ဆက်ကဈေးသွားဝင်နေတော့မီးကိုရွာသားတယောက်က KTV မှာလောက်ခဲ့ဘူးလားဆိုပြီးတွားမေးခဲ့တာကိုသိသွားခဲ့ပါတယ်။အဲ့ဒါကိုကြားတော့မန်ဆက်လည်းအိမ်ကိုအမြန်ပြန်လာခဲ့ပေမဲ့မီးကအိမ်မှာမရှိတော့ပါဘူး။ဒီလိုနဲ့မန်ဆက်လည်းမီးနောက်ကိုပြေးလိုက်သွားရင်းနဲ့သူမရဲ့လူဝက်ချက်ကိုပြောပြခဲ့တာကသူမဟုတ်ပဲမတန်းဆိုတဲ့မိန်းမဖြစ်တဲ့ကြောင်ရှင်းပြခဲ့ပေမဲ့မီးကလုံးဝမြုံခဲ့ပါဘူး။မီးကလည်းရွာသားတယောက်ကအဲ့ဒီလိုမျိုးလာမမေးခင်အချိန်ထိသူမကဟာနာလေးကိုသူ့ကိုယ်လက်ခံဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းပြောပြလိုက်ချိန်မှာတော့မန်ဆက်လည်းတော်တော်လေးကိုစိတ်ထိခိုက်သွားခဲ့ပါတယ်။ရှင်ကကျမရဲ့ကဘာလေးကိုဝင်လာပြီးကျမရဲ့စိတ်နဲ့နှလုံးသားအပါဝင်အကုန်လုံးကိုရှုပ်ထွေးအောင်လုပ်ပစ်ခဲ့တာဆိုတဲ့စကားတစ်ခုကိုမီးကမန်စစ်ကိုပြောလိုက်ပြီးတော့မျက်ရည်စီးကြနေနေထွက်သွားခဲ့ပါတယ်။ရန်နေငယ်ကြားတဲ့ချိန်မှာတော့ဟာနာလေးကမေမေကဘယ်ကိုထွက်သွားတာလဲဟင်းဆိုပြီးတော့ထပ်မင်းနေရကြောင်းမန်ဆက်လည်းဘီယန်နက်ကိုအလုပ်ပြန်သွားလို့တာဆိုပြီးတော့မလိန်ကျင်ပဲထက်လိန်ခဲ့ရပြန်ပါတယ်။တစ်ဖက်မှာလည်းမီးတယောက်စိတ်ဆိုင်တစ်ခုကိုသွားတဲ့ချိန်မှာကလေးမလေးတယောက်ကဟာနာလေးသူ့ကိုဖတ်ပြခဲ့တဲ့ပုံမြင်ကိုဖတ်ရင်းနဲ့ငိုနေတာကိုတွေ့သွားခဲ့ပါတယ်။အဲဒီမြင်ကွင်းကိုမြင်တော့မီးနဲ့ဟာနာလေးကိုအရန်သတိရသွားပြီးအရင်ချင်းတွေကိုပြန်တွေးနေမိခဲ့ပါတယ်။အခြားတစ်ဖက်မှာလည်းမန်ဆက်ကအိမ်မှာကြံရှိနေခဲ့သေးတဲ့လက်ဆက်စာချုပ်လေးကိုပြန်ကြည့်လိုက်တဲ့အချိန်မှာမီးကသူမရဲ့အတန်အမှန်ကိုဖြေထားပြီးလက်မှတ်ပါထိုးပေးထားတာကိုတွေ့သွားခဲ့ပါတယ်။မီးကမန်စစ်တို့သားအဖကိုစာရွက်ပေါ်မှာတင်ပဲလက်ထပ်ချင်းခဲ့တာမဟုတ်ပဲအပြင်လောကမှာပါတကယ်လက်ထပ်ပြီးပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုဘဝလေးကိုထူထောင်ခြင်းခဲ့တယ်ဆိုတာကိုမန်စစ်လည်းသိသွားပြီးတော့အရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့သူ့ရဲ့ရှင်တွေကိုမန်စစ်ကဖုံးခေါ်ပြီးလှုပ်တင်တာတွေကိုလှုပ်ဖို့မှားချနေခဲ့ပါတယ်။တကယ်တော့မန်စစ်ကလူစင်းရဲမဟုတ်ပဲရိုးရှင်းတဲ့ဘဝမှာနေထိုင်ဖို့ရွေးချယ်ထားတဲ့ချမ်းသာတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့မန်စစ်နဲ့မီးတို့လည်းအပြင်မှာတကယ်လက်ထပ်လိုက်ကြပြီးတော့ဟာနာလေးနဲ့အတူတူပျော်ရွှင်မဲ့ကောင်းတဲ့မိသားစုဘဝလေးကိုထူထောင်လိုက်ကြရင်လည်းဇလန်းလေးနဲ့ဆုံးသက်သွားခဲ့ပါတယ်။ကျေးဇူးအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။